To Martin Zubimendi, and it's in! Into Victor Gyökeres on goal to wrap it up for Arsenal. He finds Victor Gyökeres! Oh, it's brilliant from Victor Gyökeres! Brilliant goal from Arsenal! Arsenal တင်းဟာဒီနေ့ချန်ပီယံဖြစ်နိုင်မှာမလားဟုတ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြောပြပေးမှာဖြစ်ပါတယ်Arsenal အသင်းအနေနဲ့ကတော့လက်ရှိအမှတ်ပေးစရာရဲ့ထိပ်ဆုံးမှာ6မှတ်အကွာနဲ့ရပ်တည်လျက်ရှိပြီးArsenal အသင်းအနေနဲ့ကတော့မင်းညကကန်ခဲ့တဲ့ဆန်နာလန်နဲ့ပွဲမှာ 3C ဆိုတဲ့အနေအထားနဲ့ဂိုးပြတ်နိုင်ရရှိပြီးတော့နောက်ထပ်3မှတ်ထပ်မံရရှိခဲ့ပါတယ်အသင်းရဲ့ခြေစွမ်းပိုင်းကတော့တိုက်စစ်ပိုင်းမှာတော့ကွင်းလေဖန်ဒီရှင်မာတင်အိုဒီဂရောမပါဝင်နိုင်တဲ့ပွဲစဉ်တွေမှာအသင်းရဲ့တိုက်စစ်စင်မှုဟာတိတိတတ်တာထုံထိုင်းသွားတာကိုလည်းတွေ့ရပါတယ်သူပြန်လာတဲ့အခါမှာသာအသင်းကပုံမှန် flow ကိုပြန်ရလေရှိပါတယ်အသင်းရဲ့နီးပြူဟာပိုင်းကတော့တေဂန်မော်ဆက်ပီတွေကနေပြီးတော့ဂိုးရနိုင်စွမ်းကဒီတလီလုံးမှာအကောင်းဆုံးလို့တောင်ပြောလို့ရပါတယ်ဒါဟာနီးပြအာတီတာရဲ့အလုပ်ဖြစ်ဆုံးဗျူဟာတစ်ခုပါနီးပြူဟာပါအာသာချက်ရှိသလိုအားနည်းချက်ဆိုတာလည်းရှိပါတယ်တခါတည်းမှာအသင်းကအရန်ကိုစနစ်တကျကစားလွန်တာကြောင့်မလို့တော့တီထွင်ဖန်နှင်းမှုပိုင်းမှာအားနည်းသွားတတ်ပြီးအပိတ်ကစားတဲ့အသင်းငယ်တွေကိုဂိုးပေါက်ဖောက်ဖို့ခက်ခဲနေတတ်ပါတယ်စင်မြန်ကြီးတို့အနေနဲ့ပြီးခဲ့တဲ့အပတ်မန်ယူကိုရှုံးထားတာကလွဲရင်အိမ်ဝင်းရောဝေးဝင်းရောမှာပုံစံကောင်းတွေကိုပြသနေတဲ့အသင်းတစ်သင်းပါဒါကြောင့်မို့ဥရောပစီမြင့်မှာတော့အာဆင်နယ်ဟာအတွေ့အကြုံပိုရလာတာနဲ့အမျှယုံကြည်မှုရှိကစားနိုင်တာတွေကိုတွေ့ရပါတယ်ဝေးကွင်းပွဲစဉ်တွေမှာရလက်ကောင်းအောင်ထိန်းထားနိုင်စွမ်းရှိလာတာဟာတိုးတက်မှုတစ်ခုပါအာဆင်နယ်ဟာလက်ရှိအရှိန်ပြန်ယူနေရတဲ့အဆင့်မှာရှိပါတယ်ဒဏ်ရာရကစားသမားတွေအစုံလင်ပြန်ပါလာပြီးတိုက်စစ်ပိုင်းကဂိုးသွင်းနှုန်းပြန်တက်လာရင်ချန်ပီယံဆုကိုနောက်ဆုံးအချိန်ထိအကျိတ်အနေပြန်လဲစိန်ခေါ်နိုင်အောင်မဲ့အနေထားလို့ယူဆလို့ရပါတယ်